ရန်ကုန်မြို့တာမွေမြို့နယ်ရှိအလူတော်ပြေကျောင်းတိုင်းမှာနေုံလာပြေမဟာသမယနေ့မှာတီလာရှင်များအောင်စုံစံစိန်လောင်းလူချင်းနဲ့တာမွေကလေးရက်ွက်ရှိအနေရင်လှုပ်သားများအောင်အခြေခံစားတောက်ကုန်များလှူဒန်းခဲ့ပါတယ်။တရင်ပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းပြည်ပသာသနာပြုအလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ဝိဇာတမွေးနေ့ထိမ့်မဲ့မင်္ဂလာပြည့်နေုံလားပြည့်နေ့မဟာသမယနေ့မှာတောင်မွေမြို့နယ်ရှိအလိုတော်ပြည့်ကျောင်းတိုင်းမှာတီလာရှင်ဆရာလေးအပါ90တို့ကိုစွန်းစံစိန်လောင်းလူချင်းနဲ့အနေရင်လုံသားများကိုအခြေခံစားကုန်များလှူဒန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။နေုံလားပြည့်နေ့မဟာသမယအခါတော်နေ့မှာပေါ့နော်။ဦးဇင်းတို့ပြည်တွင်းပြည်ပသာသနာပြုကျေးဇူးတော်ရှင်အလိုတော်ပြည့်ဆရာတော်ဘုရားကြီးပေါ့နော်။တက်တော်80နှစ်ပြည့်မွေးနေ့အခါသမယနေ့မှာနေတူနေ့မြတ်ပေါ့နော်ဒီအစင်အကျဉ်းထောင်မှာပေါ့နော်အကျဉ်းသူအကျဉ်းသားအရှုပ်သူအရှုပ်သား1000နဲ့3500ကိုအာဟာရတနာကျုံမွေးလူတန်းတာပေါ့နောက်ဆရာလေးမေတီလာတယ်ပေါ့နော်မေတီလာချင်းပါ90စိတ်ကားဆရာစီ60ကျော်လောက်နေပြီးတော့ဦးဇင်းလူတန်းဖြစ်တယ်ဒါလည်းပဲဦးဇင်းတို့ဒီအပိဋကအိုက်ကမှာတတမဇောတိကလက်ကမှာပန္တိတာပေါ့နော်နိုင်ငံတော်သမ္မတကြီးနိုင်ငံဆက်ဆောင်ရေးစုရတဲ့ပြည်တော်ဘာသာနာကိုကျေးဇူးတော်ရှင်လူတော်ပြည့်စာတော်ဘုရားကြီးရဲ့တက်တော်80နှစ်ပြည့်မွေးနေ့မှာပေါ့နော်ဒီလိုမျိုးလူတက်ခွင့်ရတာလည်းပဲအမတမဝန်သာအာရပီတီဖြစ်မိပါတယ်ဦးဇင်းဒီနေ့ဆိုရင်သမောနဲ့ပေါ့နော်စေရန်ကုန်ကနေပြီးတော့စစ်တွေကိုနေပြီးတော့သမောတန်တထောင်ပေါ့လေဆန်တို့စီတို့ဆန်အိမ်900မင်းသွေးတို့ရှစ်ခက်စားကုန်တွေဦးဇင်းလူတန်းဖို့အတွက်လည်းဦးဇင်းအစစ်စစ်လုပ်ထားတယ်ထပ်ပြီးတော့လည်းဦးဇင်းလူတန်းဖို့အတွက်အစစ်စစ်တယ်နေုံလာပြည့်နေ့မဟာသမယခါတော်နေ့မှာနေပြီးတော့လောကဆန္ဒဝပြည့်စုံပါစေလို့ MRTV ကတစ်ဆင့်သုတမေတ္တာပို့တာပါအခုလိုနေရုနေမြတ်မှာဆရာတော်ရှင်ကုမာရဦးဆောင်ပြီးစေနာရှင်အလှရှင်များသရုပ်ဆောင်များတေးတန်ရှင်များကစုပေါင်းကအခုလိုစွန်းစံစိန်လောင်းလူပွဲကြီးကိုကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။